ထက်ကောင်းသောဟင်းတစ်မျိုးကိုချက်ကြမယ်အသားအစားထိုးတချို့အသားတွေမစားဘူးเนาะအသားတွေမစားတဲ့အတွက်ကြောင့်မလို့အသားအစားထိုးလေးအတွက်မူလေးကြော်မှာဖြစ်ပါတယ်မူအချွတ်ကြော်မူလေးကိုရင်ဆုံးမြင်ပါမယ်မြင်ပြီးလို့ရှိရင်ရေလေးပြန်ညှစ်ချပါမယ်ရေလေးကိုညှစ်ချပါမယ်ရေမီးလို့ရှိရင်ရေကဆုပ်ထားเนาะဒီလိုစီးထားတဲ့ရေလေးကိုကျွန်တော်တို့မြင်မယ်မြင်မေးညှစ်ချမယ်ညှစ်ချပြီးလို့ရှိရင်စားလေးထည့်မယ်စားထည့်ပြီးလို့ရှိရင်အဲ့ဒါလေးနေထားပါမယ်ဥရမစီပူလာပြီးဆိုရှင်အိုပူလာပြီးဆိုလို့ရှိရင်စီလေးထည့်ပါမယ်စိတ်သားတော့မူလေးစားပြီးတော့ထည့်လိုက်ပါပြီနည်းနည်းလေးတိုင်းနည်းနည်းလေးရေလေးခမ်းပြီးတော့ခြောက်တဲ့အနေထားလေးပေါ့အဲ့ကနေစိတ်ရှိလေးနဲ့တူလေးနဲ့အဲ့လိုလေးမွေပါမယ်စိတ်ကလေးတော့ရှည်ရမှာဖြစ်ပါတယ်ဟောဒါလေးကတော့နည်းနည်းလေးခြောက်တဲ့အနေထားလေးဖြစ်ပါပြီအဲ့လိုမျိုးအနေထားမျိုးဆိုလို့ရှိရင်တူလေးနဲ့တေချာလေးကိုမွေပါစွန်းနေနဲ့မမွေနဲ့တူနဲ့ဆိုလို့ရှိရင်ပို့ပြီးအဆင်ပြေတယ်တို့မြင်နာတဲ့ဟာလေးလေအဲ့ကြတော့ညီတူညီမလေးညီလေး6လေးဖြစ်သွားအောင်ဒါလေးကတော့မို့ကြော်လေးရပါပြီရှင်ဒီအနေထားရောက်တဲ့ထီးစိတ်ကလေးတော့နည်းနည်းရှည်ရမှာဖြစ်ပါရှင်အချိန်လေးလည်းပေးရပါတယ်ရှင်တော်တော်လေးပဲသူတွေကစားမယ်ဆိုရှင်မိုး6ကြော်လေးဒီအသားထက်ပို၍ကောင်းတော့အသားနေရာမှာစားထိုးရတဲ့မိုး6ကြော်ဟင်းလေးတစ်မျိုးရပါမယ်ရှင်မိုးကြော်မိုး6ကြော်မိုး6ကြော်လေးရပါပြီဒါမိုး6ကြော်လေးပါငရုတ်တီးလေးထည့်ချင်လို့ရှိရင်တခါတည်းအပေါ်မှာငရုတ်တီးလေးဖြူလိုက်လိုက်ရပါတယ်စားကြည့်ပါအလွန်အင်မတန်ကောင်းပါတယ်ကျေးဇူးများတင်ပါတယ်ရှင်